ဒီမှာဂျာဝိုင်းပုံစံရဖို့အတွက်ပေပေးကိုအခုချက်သုံးတဲ့နေရာနဲ့တူတူရက်လိုက်တော့နော်ဒါမျိုးလေးမြင်ဆက်ထားဒီဘက်မှာလည်းဂျာဝိုင်းပုံစံလေးမြင်ဖြစ်ချက်ဒီနေရာမှာ positive meter သုံးတယ်ဒီဝင်တာလည်း positive meter ဒီနေရာမှာလည်း positive meter ပေါ့နော်လက်မှတ်နဲ့ဆိုလို့ရှိရင်ဒါလက်မှတ်50ကိုချက်တူတူရက်လိုက်သုံးသွားတာဒီအတိုင်းဒါကလူရိုင်းတဲ့ပုံတွေတတ်မှတ်ချက်တော့မဟုတ်ဘူးကိုအကြိုက်အလိုက်ပေါ့နော်ကိုရဲ့ခန္ဓာကိုယ်စိတ်အချီးသေးပုံမကြည့်ပြီးတော့ဒီတိုင်းတာကိုနည်းနည်းရက်ပြီးလို့ရတယ်နည်းနည်းများပြီးလို့ရတယ်နော်ဒီလိုလေးနေရာလေးမှာခါတာတွေမကတ်တာတွေမပါဘူးဆိုတော့ဒီနားလေးမှာကြောက်ချိတ်လို့ပဲလို့ရတယ်ဒီမှာကြောက်ချိတ်နေဆိုလို့ရှိရင်မင်းကနည်းနည်းလေးရှုပ်ထိုးသွားတာမျိုးဖြစ်တတ်လို့လေဆိုတော့ဒီနားမှာချိန်တဲ့ကြောက်ပုံစံကိုမသုံးနဲ့နော်ဒီနေရာလေးမှာပဲနည်းနည်းစားထုတ်လိုက်တဲ့ပုံစံမျိုးကိုသုံးမယ်ဒီကနေအောက်ကို 0.5 cm အောက်ချလေဘိတ်တက်ဖို့တဲ့ခြေကြီးနေရာလေးကိုနည်းနည်းစားထုတ်ပေးလိုက်မယ်ဒီတိုင်းတာကကြတော့တရားတရားတော့မတူဘူးပေါ့နော်ကိုသုံးနေတဲ့ berry frame ကဒီလေဘိတ်ရလက်ကနည်းနည်းလေးချက်စားဖို့တက်လို့ရဆိုလို့ရှိရင်ကိုယ့်တဲ့လေဘိတ်လောက်ကိုပြောင်းပြီးတော့စားပြီးလို့ရတယ်လက်မှတ်နဲ့ဆိုလို့ရှိရင်ခြေကြီးနေရာမှာနှစ်စိတ်သုံးသွားတာပေါ့နော်ကိုယ့်တဲ့လေဘိတ်လောက်ကိုအနည်းငယ်ပြောင်းသုံးလို့ရတယ်ဒီမျိုးမှာပေးရကိုချိချဒီနေရာကနေမှ4 cm မြေလိုလေးဖြည့်စေလက်မှတ်နဲ့ဆိုရင်လက်မှတ်နဲ့50ဒီနေ့ရလက်ကတောင်းမှန်ရလက်ကိုယူတယ်နော်ခြေစကနေအောက်ကိုတူးချလက်မှတ်နဲ့ဆိုရင်60ဒီလိုနဲ့ဒီ2 cm ချရတဲ့နေရာလေးကိုနင်းဆက်ဒီနေရာကနေ4 cm ခွာပြီးတော့အမှန်မှန်ဒီလိုမှာပေးရကိုဒါမျိုးတောင်းမှန်ချိရပုံစံမျိုးပေါ့နော်လာချိမယ်ပြီးတော့ဒီဘက်ကိုလည်း4 cm မြင်းကိုဖြည့်စေဒီနေရာနဲ့ဒီမြင်းတွေကိုပေရနဲ့ထိထားပြီးတော့မြင်းဆက်ဆွဲမယ်ဆွဲတဲ့အခါမှာဒီနေရာကို1 cm လောက်ကျော်ပြီးတော့ဖြည့်ဆွဲလိုက်ဒီလောင်းလေးဒီဘေးနေရာကနေ2 cm ဝင်ပြီးတော့ဒါမျိုးမြင်းလေးဖြည့်ပြီးတော့ဆွဲပေပိတ်ခုံးလေးကိုဒီနေရာမှာလာထိပြီးတော့ဒီရင်အောင်နေရာလေးနဲ့မြင်းဖြည့်မယ်ပြီးတော့ပေတယ်ကိုဒါမျိုးလေးစောက်ထိုးလေးပြောင်းကန်ပြီးတော့ပေပိတ်ကိုဒီနေရာမှာခုံးတာလေးနဲ့ထိပြီးတော့ဒီဘက်ကမြင်းလေးနဲ့မြင်းဆက်တဲ့အခါမှာဒီနေရာရဲ့ရလက်ကပြည့်ပြည့်လေးကိုအဓိကထားပြီး